ညဘက်မှာမတော်တဆစီးသွားချမိရင်အိပ်ပျော်နေတဲ့တငယ်ချင်းကိုကိုနေရာပေါ်ရွှေ့ထားလိုက်ရုံပဲနောက်တနေ့မနက်မှာရန်ရဲ့အမေကစီးသွားချလို့ဆိုပြီးရန်ကိုစူပါလေရောဒါပေမဲ့ရန်ကအမှန်တရားကိုသိနေခဲ့တယ်ဒါဟာတေချာပေါက်လန်ကောင်ရဲ့လက်ချက်ပဲလန်ကလူလိမ့်တွေကိုမုန်းတဲ့အတွက်ရန်အမေကလန်ပတ်လှည့်ပြီးမေးမြန်းပါတော့တယ်ဒါပေမဲ့ထီအားတွေကြားထဲမှာတင်လန်ကညှင်းဆိုစေဖြစ်ပြီးအဲ့ဒီအတွက်ကြောင့်ပဲရန်ဟာပြင်းပြင်းထန်ထန်အဖြစ်ပေးခံခဲ့ရတယ်လန်ကသူ့အဲ့ဒီတုန်းကကလေးပဲရှိသေးလို့ကလေးဆိုတာမှအားလုံးမိတ္တာပဲလို့ရှင်းပြခဲ့ပြီးဒီနေ့ကျွေးတဲ့ထမင်းဝိုင်းကလည်းတောင်းပန်တဲ့အနေနဲ့ကျွေးတာလို့ပြောပါတယ်ဒါပေမဲ့ရန်ကတော့ဒါကိုလက်မခံခဲ့ဘူးဘာလို့လဲဆိုတော့ဒါဟာတစ်ချိန်တစ်ခါလေးဖြစ်ခဲ့တာမဟုတ်လို့ပါပဲသူမကအတိတ်ကအကြောင်းအရာတွေကိုစပြီးဖော်ကောင်းလုပ်ပါတော့တယ်နောက်တော့လန်ကရန်ကိုအယုတ်တရုတ်ပေးပြီးနှစ်သိမ့်ဖို့ကြိုးစားခဲ့တယ်အဲ့ဒီညမှာသူတို့နှစ်ယောက်လန်ရဲ့အိမ်မှာအိတ်ခဲ့ကြပြီးတစ်ခါပြန်ပြီးတော့လန်ဟာစီးသွားချမိပြန်ကအရင်လက်ကွက်ဟောင်းကြီးအတိုင်းထက်လုပ်ခဲ့ပြန်တယ်နောက်တနေ့မှာရန်အမေကရန်ကိုလာခေါ်တဲ့အခါအပြင်မှာလှမ်းထားတဲ့အိယာခင်းပေါ်ကအကွက်တွေကိုမြင်သွားပြီးရန်မဲလောက်တာလို့ချက်ချင်းထင်လိုက်ပြန်တယ်အဲ့ဒီနေ့မှာလည်းရန်ဟာသူမအမေအရင်ကထပ်ပိုးပြီးဒေါသထွက်နေတာကိုမြင်ခဲ့ရတယ်နောက်တော့သူတို့အသက်ရှင်တဲ့အရွယ်မှာအပြင်ထွက်ကစားရင်းလန်ကရန်ကိုမတော်တဆထိခိုက်မိစေခဲ့တယ်အဲ့ဒါကိုတောင်းပန်တဲ့အနေနဲ့ရန်ကိုရေခဲမှုကျွေးခဲ့တယ်ဒါပေမဲ့ပတ်စံရှင်းမဲ့အချိန်ကျတော့လန်ကရန်ကိုဘေးရှင်းခိုင်းပါလေရောသူမရဲ့အကြောင်းပြချက်ကတော့သူမကရန်ရဲ့ဝေစုအတွက်ပေးပြီးသွားပြီဖြစ်လို့တင်ပြီးတော့သူမကအခုလေးတင်ဂိမ်းနိုင်ထားတာမို့လို့ရန်ကသူမအတွက်ပါပတ်စံရှင်းပေးတဲ့နေဆိုပြီးဖြစ်ပါတယ်လန်အတွက်ကတော့ဒါကလုံးဝကြိုးချောင်းစီရောနေတာပေါ့ရန်ကအရန်ဒေါသထွက်သွားပြီးနောက်ဆုံးဖြတ်တစ်ခုကိုထပ်ပြောပါတော့တယ်သူတို့ရဲ့အိမ်မှာတပန်းတွေဒေါ်များပြစ်တန်းကစားနေကြတော့ရန်ကသူမအမေအကြိုက်ဆုံးရုပ်ကိုမတော်တဆခွဲမိသွားတဲ့အတန်ကြောင့်သူမအမေရောက်လာပြီးပျက်စီးသွားတာကိုချက်ချင်းမြင်သွားခဲ့တယ်အဲ့ဒီအချိန်မှာလန်ကရှိထွက်ပြီးအဖြစ်ကိုတာဝန်ယူခဲ့ပါတယ်ဒါပေမဲ့လက်အမေကဒေါ်များတွေကရန်ရဲ့များတွေဖြစ်နေတာကိုသတိထားမိသွားပြီးလိန်ညာမှုကိုချက်ချင်းရိပ်မိသွားခဲ့တယ်အဲ့ဒါကပဲတီးခန့်နိုင်စွမ်းရဲ့နောက်ဆုံးရင်းဖြစ်သွားပြီးရန်ပောက်ကွဲပါတော့တယ်သူမကလန်ကိုနေငါရဲ့ကလေးဘဝကိုဖျက်ဆီးခဲ့တာလို့အော်ဟစ်ပြောဆိုခဲ့တယ်အဲ့ဒါကိုကြားမှာပဲလန်လည်းနောက်ဆုံးမှာမိမိကိုယ်ကိုပြန်လဲတုံးတက်မိပြီးသူမလွန်သွားခဲ့ပြီဆိုတာကိုသဘောပေါက်သွားခဲ့တယ်ရင်းနဲ့ရှိသမျှအကုန်ဖွင့်ချလိုက်ရလို့ရန်လည်းစိတ်သက်သာရသွားခဲ့တယ်ဒါပေမဲ့ကွက်တီအဲ့ဒီအချိန်မှာပဲစားကွာအဲထုကသူတို့ထမင်းဖို့မရှင်းရသေးတဲ့အတွက်လာထားပါတော့တယ်